ကဒီနေ့မှာတော့ပေါ့နော်ဟာလာမှာ invite ကဘယ်လိုလုပ်ရတာလဲပြီးလို့ရှိရင် invite အတွက်ကိုယ် point ကဘယ်လိုရမှာလဲဆိုတော့ပြောပြသွားမှာဖြစ်ပါတယ်အရင်ဆုံးပေါ့ invite လုပ်မှာဆို profile နဲ့ကိုယ့်ရဲ့ invitation နေရာကိုနှိပ်လိုက်ပေါ့နော်ပြီးလို့ရှိရင်တို့ဒီယောက်က invite friends ဆိုတာလေးနှိပ်လိုက်ရင် link က copy ယူပြီးတော့ဖြစ်ပါမယ်ဥမာပြမယ်နော် Viber မှာပေါ့နော်လူတစ်ယောက်ကိုပို့မယ်ပေါ့နော်ဒါဆိုလို့ရှိရင် mind note မှာထည့်ပြမယ်နော်အဲ့ဆိုရင်ဒီလိုမျိုးလုပ်လိုက်တာနဲ့ရောက်သွားပြီပေါ့နော်ဒါမှမဟုတ်ရှင် copy ယူလို့ရပါဒီမှာဆိုရင်ဒါရဲ့ link မှာသူတို့ down ခိုင်းပြီးဆိုနောက်က link နဲ့ဝင်ပြီးတော့ဒီလိုမျိုးလေးဖြစ်သွားပြီပေါ့နော်ဒီလိုမျိုးဖြစ်သွားရင်သူတို့ down ခိုင်းလို့ရပြီပေါ့နော်အဲ့ဒါကကိုယ့်ရဲ့ link ကနေသူများကို down ခိုင်းဖို့အတွက် link ယူနေပါအဲ့လို link ယူသွားပြီဆိုလို့ရှိရင်အကောင့်ကတော့တို့ကျန်တာဖွင့်ပြလို့ရပြီဒီမှာ download ခိုင်းလိုက်ပေါ့နော်ကိုယ့်ရဲ့ link ကနေပြီးတော့ဟုတ်ပြီအဲ့ဆိုလို့ရှိရင်က invite point တွေဘယ်လိုရတယ်ဘာဖြစ်လို့သမီးတို့က invite လုပ်တဲ့ mark ကြီး invite တွေဘာလို့မရရလဲဆိုတော့ရှင်းပြပေးပါမယ်ရှင်အဲ့တော့အစောနာတွေကပဲပြန်ဝင်လိုက်မယ်နော်ဒီမှာ invitation သူ့ရဲ့စီကံချက်တွေပေါ့နော်သူဘယ်လိုရရဘယ်လိုလုပ်ရင်ဘယ်လိုရရစီကံချက်တွေဖတ်ဖို့အတွက်အထက်ဝင်မယ်ပြီးရင်ဘေးနားမှာတွေ့လာတောင်ဆုံးမှာရှိတဲ့ rules ကိုနှိပ်ပါမယ်ဒီမှာပါသူရှင်းပြတာရှိရပေါ့နော်အဲ့တော့ဒီဥစ္စာကိုအကုန်လုံးပြန်ပြီးရှင်းပြသွားမှာဖြစ်ပါတယ်အဲ့တော့သူ့ရဲ့ဒီထက်အတိုင်းရှင်းပြရင်တော့ရှုံမှာဆိုတော့ဒီဘက်မှာအနမူနာပြမယ်လို့ပေါ့နော်မကလူကိုဖိတ်မယ်ပေါ့နော်အနေနဲ့တွက်ပြီးပြပါမယ်ဘောနော်ယောက်ျားဖိတ်မယ်မောင်ဖိတ်မယ်မမောင်ဖိတ်မယ်သူတို့သုံးယောက်ကိုဓာတ်ရိုက်ဖိတ်မယ်သူတို့တော့ကိုဓာတ်ရိုက်ဖိတ်မယ်အဲ့ဒါကယောက်ျားတစ်ဆင့်သူ့ဖေနဲ့သူ့မိနဲ့ကိုဖိတ်မယ်မောင်ကအကိုကြီးကိုဖိတ်မယ်ပေါ့နော်အဲ့လိုပုံစံနေနဲ့တွက်ပြသွားမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးနေနဲ့ပထမဆုံးတွက်ရတာဒီလိုမျိုး rebate လို့ခေါ်တယ်ကိုယ့်ရဲ့ percentage ကဘယ်လောက်ရှိမလဲပေါ့နော် percentage ကိုအရင်တွက်ရမှာအပြီးတော့မှအဲ့ percentage ရပြီဆိုတော့မှဒီလူတွေစီကသူတို့သုံးတဲ့ပုံမှာအဲ့ percent ကိုမျှောက်ပြီးတော့ဒီဘက်မှာ point ရမှာဖြစ်ပါတယ်ပေါ့နော်ဒေါ်လာရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါကိုတွက်ပါမယ်နောက်ဆုံးအနေနဲ့ပေါ့နော်0 to 10 million 0ကနေပြီး10 million အတွင်းမှာ 1% ရဆွမ်းနာတော့ပြောလိုက်တဲ့စကားထဲမှာ10 million ရမှဒီ 1% ရတယ်လို့ဖြစ်သွားလို့ပေါ့နော်ဒါလေးကိုပြန်ပြီးအမှားပြင်မယ်တကယ်တော့ပေါ့နော်ဘယ်လောက်မှမသုံးထားဘူးဆိုတော့ 1% ရနိုင်ပါသေးအဲ့တော့0 to 10 millionတကယ်တော့ရတာစီမှာ10 million မရှိအဲ့တော့ဒီမှာ 1% မှာပဲသွားပြီးအကျုံးဝင်နေဒါပေမဲ့ဒီလူတွေကိုဖိတ်ထားတယ်ဒီလူတွေဖိတ်ထားတဲ့အတွက်ကြောင့်ဒီလူတွေသုံးတဲ့ပုံမှာမူတည်ပြီးpercentage ကိုရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အကုန်လုံးပေါင်းပြီးရမှာဖြစ်ပါတယ်ရဲ့ rebate percent မှာသူတို့အားလုံးအကျုံးဝင်နေမှာဖြစ်တယ်ပေါ့နော်အဲ့တော့ပေါ့နော်သုံးတာ10 million မရှိမှဒီလူတွေအားလုံးစီရောစီရောဒီဥစ္စာအားလုံးတွက်လို့ရမှာဖြစ်ပါတယ်ဒီ percent မှာပေါ့နော်အဲ့တော့ကိုကများများဖိတ်လေကိုအတွက်အကျိုးများရှိလေသူတို့သုံးတဲ့ပုံမှာမူတည်ပြီးပါသူတို့တစ်ဆင့်ခေါ်ရဲလူတွေပါကိုက percent ရမှာလို့ကိုကများများဖိတ်လို့ရှိရင်ကိုကမသုံးနိုင်အောင်ဆိုတော့ဒီအပေါ်ဆုံးက 5% ကိုရနိုင်မှာဖြစ်ပါတယ်အဲ့ဒါကိုအဓိကပြောချင်နေရပါအခုရေရှင်းပြနေပါအဲ့တော့အားလုံးပေါင်းလို့ရှိရင်1000နဲ့မှ55ဒီအားလုံးလူတွေအားလုံးမှာပေါင်းဝင်1000နဲ့မှ55မီလီယံမှာဘာလို့မအရန်တော်လဲဆိုဒီမှာအကုန်လုံးတက်ပြထားပြီးသားရှင်းလို့ကျွန်မနေရာလေးပြောင်းပြတာမလို့ကျွန်မမှန်တယ်နော်မစင်းနဲ့ကိုယ့်ဘာကိုရှာပြီးပေါင်းပြကျွန်မ1055မီလီယံရဒီလူတွေအားလုံးမှာ1055မီလီယံဖြစ်တဲ့အတွက်ကြောင့်မလို့10မီလီယံပဲသုံးထားတော့လေအပေါ်ကအမြင့်ဆုံး percentage 0.5% ကိုrebate rate အနေနဲ့ရမှာဖြစ်ပါတယ်ရှင်အိုးကျွန်မဆရာကြီးဒီမှာ rebate percent ကိုတွက်ပြီးတော့ရမယ်ဒေါ်လာကိုတွက်တော့မယ်ပေါ့နော်အဲ့တော့ရမယ်ဒေါ်လာဓာတ်ရိုက်ဖြစ်တယ်ယောက်ျားရေမောင်ရေမမရေသုံးထားတယ်သူတို့သုံးထားတယ်ဒီမှာနဲ့တွေ့တာသူတို့သုံးထားတဲ့ဒီ million တွေပေါင်းပြီးရဲ့ rebate percent နဲ့မြှောက်ထားရမှာဖြစ်ပါတယ်ဒါဓာတ်ရိုက်သမားတွေအတွက်ပေါ့နော်ဒါဓာတ်ရိုက်လို့ရေးလိုက်မှာပေါ့နော်ဒါဓာတ်ရိုက်အဲ့တော့သူတို့သုံးထားတာ20 million ရေ10 million ရေ5 million ဆိုဒီမှာဒီသုံးကိုပေါင်းမယ်ပြီးတော့ရဲ့ percent က 0.5% ဒါဓာတ်ရိုက်သမားတွေအတွက်ပေါ့နော်အဲ့တော့လုံးမယ်ဆိုလို့ရှိရင်35 million ဆိုတော့ပေါ့နော်စုစုပေါင်းဒီမှာ20 30 30 35ပေါ့35 million 35ရေးလိုက်မယ် million က306လုံးပေါ့နော်10ဆိုတော့အဲ့မှာ0.53,905,000ရတယ်ကျော်19.5 ဒေါ်လာရပါတယ်တသိန်းဆိုလို့ရှိရင်10 ဒေါ်လာမလားကျော်19.5 ဒေါ်လာဆိုဘယ်လောက်ရမလဲဆိုတော့19.5မြန်မာငွေ9,000ကျော်လောက်ပေါ့နော်မြန်မာငွေ9,000ကျော်ရပါတယ်ဒီဓာတ်ရိုက်သမားတွေတော့ပေါ့နော်ဒီလိုနည်းနဲ့တွက်တာပါအဲ့ဒါဆိုရပေါ့နော်ဒီဓာတ်ရိုက်သမားတွေပြီးအဲ့တော့အဲ့ဓာတ်ရိုက်သမားတွေကလှမ်းပြီးတော့ဖိတ်ထားတဲ့လူတွေကိုဘယ်လိုရမလဲဆိုတော့ထပ်ပြီးတွက်ပြသွားမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီဓာတ်ရိုက်ကခေါ်ရဆိုတော့ယောက်ျားဆိုအမေရဲ့အဖေရဲ့ကိုခေါ်တာကွာအဖေနဲ့မိနဲ့ခေါ်တာအဲ့သူခေါ်တဲ့ဒီအဖေနဲ့မိနဲ့ပေါ်မှာဘယ်လိုရမလဲဆိုတော့တွက်ပြမှာဖြစ်ပါတယ်ဟုတ်နော်ယောက်ျားနဲ့တစင်းဖိတ်တာဒီအဖေနဲ့မိနဲ့ဘယ်လိုရမလဲဆိုလို့ရှိရင်ရဲ့ rate percent ပေါ့နော်ဒီ rate percent ဆိုဒီမှာနော် 0.5% ပေါ့နော်အဲ့ဒီကနေပြီးတော့ယောက်ျားရဲ့ rate percent ကိုနှုတ်ရမယ်နှုတ်ပြီးတော့မှသူတို့နှစ်ယောက်သူဖိတ်ထားတဲ့လူနှစ်ယောက်သုံးတာနဲ့မျှောက်ပြီးမှရမှာဖြစ်ပါနဲ့နှစ်ယောက်ရှုပ်တယ်ကွာဒါပေမဲ့ဒီအဆင့်လိုက်ကိုလောက်တက်မယ်ဆိုလို့ရှိရင်တော့မရှုပ်ဘူးပေါ့ကွာတောင်းရတာရှင်းပြနေပါရှင်တို့ဒီဗီဒီယိုကြည့်ရမှာမသိဘူးနော်ကျွန်မရှင်းပြရအောင်စိတ်ရှုပ်တယ်ဆိုမကြည့်မလို့လူကခက်မြမြနဲ့တူပါတယ်အဲ့တော့ဒါပေမဲ့ကိုတောင်းရတော့ပြီးအောင်ရှင်းပြပါမယ်နော်ကျွန်မတောင်းရပါနော်အဲ့တော့ယောက်ျားတစ်စင်းဖိတ်ထားတဲ့ဒီအမေနဲ့နေဆိုယောက်ျားရဲ့ဒီ rebate rate ပေါ့နော်percent ကိုသိမှမယ်အဲ့တော့သူ့ရဲ့ rebate rate ကိုတွက်မယ်ပြီးတော့ percent ပြန်တယ်မှာဖြစ်တဲ့ကြောင့်မလို့ယောက်ျားပေါ့နော်ယောက်ျားသူသုံးနိုင်ရဲ့ဖေးသုံးနိုင်မေသုံးနိုင်ရဲ့သုံးခုပေါင်း
ပြီးတော့မှစုစုပေါင်းရတဲ့မီလီယံ1000နဲ့မှ20မီလီယံမှာအဲ့တော့1000နဲ့20 1000 plus မီလီယံပဲဆိုသူနဲ့ကရ rate တူတယ်ပေါ့နော်အဲ့တော့ဒီမှာသူကလည်း 0.5% rate ပဲဒါ rate တွက်နေနော်ပြန်ပြီးတွက်ပြရင်တော့ရှင်တို့ရှုံးပါဆိုလို့အကီပြောချင်တာကွာသူဆိုလို့ရှိရင်ကအောက်ကတစ်ခါခေါ်မယ်တလားဒီမှာအမေဆိုလို့ရှိရင်200မီလီယံဖြစ်နေရပေါ့နော်အဲ့လိုမျိုးကိုတယောက်ရှင်းစီရဒီလိုအများကြီးသုံးလို့ရှိရင် rate ကများနေတယ်ပေါ့နော်အဲ့တော့အဲ့လိုလူတွေဖိတ်ထားမိတဲ့ကိုကလည်း auto rate များကလေးယောက်ျားဆိုလို့ရှိရင်သူဖိတ်ထားတာသူတို့2ယောက်တည်းကလေးသူတို့3ယောက်ဖိတ်ထားတာမှသူနဲ့ကလေးနဲ့ rate ရှင်းတူနေတယ်ပေါ့နော်အဲ့လိုမျိုးတူနေတာတူနေတော့ကလေးကပေါ့နော်သူ့ဆရာရမယ့်ပါစံတွေကကလေးယောက်ျားသူ့ rate ကိုနှုတ်တော့ကလေးကဒီမဲ့0.5ကတူနေရော0ဖြစ်နေ0အမြအမေနဲ့အဖေနဲ့က3ထားကြည့်လိုက်280ဆို280မီလီယံတိရှိတယ်တို့ပေမဲ့ကလေး rate နဲ့သူ့ rate နဲ့တူနေတော့ကလေးရတာ0အဲ့တော့သူ့ဆရာနေပြီးတော့ကလေးလုံးဝမရအဲ့တော့ကလေးကပါလဲဆိုတော့ rate တွေတူလို့ရှင်လေဥမာကလေးနဲ့ကလေးယောက်ျားနဲ့ rate တူနေဖြစ်တဲ့ကြောင့်မသူဖိတ်တဲ့လူကိုကလေးကမရဘူးသူတို့ကလေးက rate များနေတော့မရမယ်တူတူဆိုတော့မရပြန်ဘူးပေါ့နော်ဒါကဒါရိုက်တဆင့်ခေါ်ရလို့မှရနှုံးမှာအဲ့တော့ပေါ့နော်ကလေးခေါ်လာတာကလေးရဲ့မောင်ရဲ့ကလေးရဲ့လင်းပေါ့နော်အဲ့ဒီချင်းတိုင်းဒါပေမဲ့ तू ကကျတော့တဆင့်ခေါ်လာလို့ရှိတယ်တော့တော့ဆရာမလို့ပါကလေးမောင်ကလေးတွက်မယ်ပေါ့နော်သူ့ဆရာကမရတော့လည်းကလေးနဲ့ rate တူနေတော့ကလေးမောင်ကလေးတွက်မယ်အဲ့တော့ဒီတိုင်းပဲပြန်တွက်မယ်တိုင်းပဲပေါ့နော်ကလေးမောင်ဆရာဆိုကလေးရဲ့ rebate တွေကမောင်ရဲ့ rebate ကိုလုပ်မယ်ပြီးတော့သူပိတ်ထားတဲ့အကိုကြီး3တာကိုပြီးတော့မြှောက်မယ်ပေါ့နော်အဲ့တော့ကလေးကဘယ်လောက်ရမလဲအရင်ဆုံးမောင်လေးရဲ့ rebate ကိုတွက်မယ်ဆိုမောင်လေးရရှင်နေမောင်လေးရဲ့ကိုကြီးဆိုတော့20မီလီယံပေါ့နော်20မီလီယံဆိုတော့မောင်လေးနဲ့ကိုကြီးနဲ့ပေါင်းတာမောင်လေးရဲ့ကိုကြီးနှစ်ယောက်ပေါင်းမှ20မီလီယံပဲရှိတော့သူတို့ရဲ့ rate ကသူတို့က 2% ပဲရှိပါနေမှာနော်သူတို့က10မီလီယံတော့100မီလီယံဆို2%ပါ0.2%ပေါ့နော်မောင်လေးရဲ့ rate က 0.2% ပဲရှိတော့ဒီတယောက်ဆရာရတယ်ပေါ့နော်ကလေးက 0.5% ဆိုတော့ပေါ့နော်ကလေးက 0.5% နဲ့သူက 0.2% ကလေး 0.3% ရတယ်ကိုကြီးသုံးတာ10မီလီယံဆိုတော့ကလေးကစုစုပေါင်း10မီလီယံ30ပေါ့နော် 0.3% ကလေးဒီမှာ$3000ပေါ့နော်ဒေါ်လာ$3000 $3ရတယ်$3ဆိုလို့ရှိရင်1000ကျော်ပေါ့နော်ရမှာဖြစ်ပါတယ်ဒါတော့အဲ့ဒါကတက်စင်ကြီးဆိုတာဆိုလို့ရှိရင်ကိုယ့်ဘာသာကိုပေါ့နော်ကိုယ့်ဘာသာကိုတွက်လို့ရသွားပါပြီအဲ့တော့ကိုယ့်ရဲ့ diet ရိုက်ဆိုလို့ရှိရင်သူတို့3000မှသူတို့3နိုင်အားလုံးပါမကြီးရဲ့ rate ကနေမြောက်အောင်ပဲ diet သမားဆိုလို့ရှိရင် diet ကနေပြီးတော့တက်စင်ခေါ်ထားရလို့ဆိုလို့ရှိရင်သူတို့ရဲ့ rate ကနေကလေး rate ကနေသူတို့နှုတ်မှရမှာဥမာကိုနဲ့ကိုခေါ်ထားရတဲ့ rate ဒီမျိုးတူနေဆိုလုံးဝရနိုင်ခြင်းမရှိဘူးသူတို့ကဒီဘက်မှာကွာဒီအဖေနဲ့မင်းနဲ့ဆိုလို့ရှိရင်280မီလီယံသုံးတဲ့ထဲမှာကလေးကလုံးဝ0ပဲရကွာဟိုကလေးမောင်လေးကလေးရဲ့ rate နေတော့ကိုကြီးသုံးတဲ့10မီလီယံမှာကလေးက$3ရတယ်ဒီလိုနဲ့တက်တာဖြစ်ပါရဲ့ရှင်အဲ့တော့ကျွန်မရှင်းပြရလောက်ပါမယ်အဲ့တော့နားမလည်ထပ်လာမမီးနဲ့လူများများခေါ်ကြရင်ပွက်ရမယ်ဒါပဲ